ဆမမင်္ဂလာပါ ဟုတ်ကဲ့မင်္ဂလာပါရှင် ဟုတ်ကဲ့ဆမနာမည်လေးနဲ့တာဝန်ထားတဲ့ပိုင်းလေးမိတ်ဆက်လို့တော့ခင်ဗျ ဟုတ်ကဲ့ကျမနာမည်ကတော့ဒေါ်ယူနင်းခိုင်ဖြစ်ပါတယ်အထက်တန်းပြဆရာမဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ငယ်တော့နေပြီးတော့ဒါကျောင်းအနန္တကလေးငယ်တွေအတွက်ခါမဲ့စီစဉ်ပေးထားတယ်ပေါ့လေအဲ့ဒီစီစဉ်ပေးတဲ့ဟာတွေမှာဒီမူလာတန်းအလယ်တန်းအထက်တန်းတွေကိုဘယ်လိုမျိုးခါမဲ့စီစဉ်ပေးထားလဲခင်ဗျ ဟုတ်ကဲ့ရှင်မူလာတန်းစဉ်အနေနဲ့ဆိုရင်ကျောင်းသားတုံးချင်းစီအတွက်ဘာသာစုံဖတ်စာဘာသာစုံတစ်စုံဗလာစာအုပ်ကတရာစင်ပြီးရင်ခဲတံ၄ချောင်းနဲ့ကျောင်းဝတ်စုံတစ်စုံနိုင်ငံတော်အခမဲ့ထောက်ပံ့ပေးထားပါတယ်ရှင်အလယ်တန်းစဉ်အတွက်ဆိုရင်တော့ကျောင်းသားတုံးချင်းစီအတွက်ဒီဖတ်စာအုပ်ကဘာသာစုံတစ်စုံဗလာစာအုပ်တစ်စုံရယ်ခဲတံနှစ်ချောင်းဘောပင်၄ချောင်းနိုင်ငံတော်ထောက်ပံ့ပေးထားပါတယ်ရှင်ဒီအထက်တန်းစဉ်ကလေးတွေအတွက်ကတော့ကျောင်းသားတုံးချင်းစီအတွက်ဒီဖတ်စာအုပ်ဘာသာစုံတစ်စုံရယ်ပြီးရင်ဗလာစာအုပ်တရာစင်ရယ်ပြီးရင်ဘောပင်နှစ်ချောင်းခဲတံနှစ်ချောင်းစီနိုင်ငံတော်အခမဲ့ထောက်ပံ့ပေးထားပါတယ်ရှင်ကျောင်းအနေနဲ့ဆိုရင်တော့ဒီအခုဒီကျမတို့ဒီနောက်မှာပြန်ထားတဲ့အတိုင်းပေါ့နော်ကျမတို့ဒါအလဲပိုင်းတိုင်းစစ်ဌာနချုပ်ကအဲ့ဒီကနေဒါအခမဲ့ထောက်ပံ့ပေးထားတဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်ရှင်ကျမတို့ကျောင်းအနေနဲ့ဆိုရင်တော့အခုဒီမှာကျောင်းတစ်စိတ်ကလေးတွေကျောင်းသားကတ်တွေအားစားကျမတို့ဒီကျောင်းကအခမဲ့ဖြန့်ဝေပေးမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာဆရာဒီအဲ့လိုမျိုးနိုင်ငံတော်ကနေပြီးတော့ခါမဲ့စီစဉ်ပေးထားတဲ့အခါမှာအရင်နှစ်ကထက်ပေါ့လေဒီကျောင်းဝင်မဲ့လူဦးတွေကပိုပြီးများလာမယ်လို့ဆရာနေလည်းယုံကြည်မိလားခင်ဗျယုံကြည်မိပါတယ်ရှင်ဘာလို့လဲဆိုအခုမြင်ရတဲ့မြင်ကွင်းတွေကသက်သေပါပဲရှင်ဟုတ်ကဲ့ပါဆရာနေနဲ့အခုဒီကလေးတငယ်ဒီကျောင်းသူကျောင်းသားတွေကကျောင်းသားအပ်တယ်ပေါ့လေကျောင်းသားအပ်တဲ့အချိန်မှာဆရာနေလည်းမြင်တွေ့ခံစားတဲ့စိတ်ခံစားမှုတွေပြောပြပါဦးဟုတ်ကဲ့ဒီနှစ်ကတော့ပို့ပြီးတော့မှပီတိပြရတာပေါ့ရှင်เนาะဒါမိဘတွေရောအခုဒါကိုတို့ဒီမှာအခုမြင်တွေ့နေတဲ့အတိုင်းမှာပဲကလေးတွေရောအစောကြီးကလေးကတက်တက်ကြွကြွနဲ့ပြီးတော့ဒါသူတို့ဒီကြားရတဲ့အခါမှာလွမ်းမဲ့အချက်လက်တွေရောသူတို့ရဲ့နာမည်စင်းလေးတွေအပြင်ဘုတ်တွေမှာကြည့်နေတာတွေရောအခုဒီလိုအပြူစိမ့်လေးတွေပြည့်စုံလေးတွေနဲ့ចောင်းသားတွေရောចောင်းသားမိဘတွေရောတက်တက်ကြွကြွနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့အစောကြီးကလေးကလာပြီးတော့မှចောင်းအနှံစင်နဲ့စိတ်တက်ကလေးတွေចောင်းတက်ချင်တဲ့စိတ်တက်ကလေးတွေနဲ့အဲ့လိုမျိုးလေးမြင်နေရတာအရန်ဝမ်းသာပီတိဖြစ်မိပါတယ်ရှင်ကျမတို့ဆရာမတွေအနေနဲ့ဆိုရင်ဒါဒီအရင်ရက်တွေကလေးရပါတော့ဒါအစောကြီးပဲဒါကြိုတင်ပြင်ဆင်ထားတယ်ဒီကနေ့ဆိုလည်းကျမတို့အစောကြီးလာပြီးဒါចောင်းသားမိဘတွေနဲ့ចောင်းသားလေးတွေအတွက်အစင်းသစ်ပြောင်းကျမတို့ကြိုတင်ပြင်ဆင်ထားပါတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျနိုင်ငံတော်ကနေပြီးတော့အခုလိုမျိုးတစ်ဖက်တစ်လမ်းကနေပြီးတော့ဒါပညာရေးအခန်းကဏ္ဍကိုဒါကူညီပေးတဲ့အပေါ်မှာကျွန်တော်တို့ဒီပညာရေးကဒီထက်ပိုပြီးတော့ကောင်းမွန်လာမယ်လို့ဆရာမတွေလည်းယုံကြည်မိတယ်ခင်ဗျယုံကြည်မိပါတယ်ရှင်ဘာလို့လဲဆိုအခုချိန်မှာဒါဆရာမတွေရဲ့ရည်သွေးတွေရောចောင်းသူចောင်းသားတွေရဲ့ရည်သွေးတွေရောတိုးတက်အောင်လို့ဒါကျမတို့လိုအပ်တဲ့ဒါသင်တန်းတွေရောထောက်ပံ့ရေးပစ္စည်းတွေရောဒါနိုင်ငံတော်ကတောင်းရှိလူကြီးမင်းတွေရောဒါအဖက်ဖက်ကပံ့ပိုးပေးနေရဆိုတာလည်းအားလုံးအသိပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမပြကြပြတဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်